ကဘာကြီးမှာအာဒန်နဲ့လေးပါးကပဲစတယ်လို့ပြောဓမ္မကြီးလေးပါးကစတယ်ပဲပြောအမိဟာအမိပါဘုရားအမေမျက်နှာသားရဲ့ကဘာပါအမေမရှိတဲ့လောကကြီးမှာအမြဲတမ်းပဲချောက်သွေးလုံးမာတယ်ရှိနေတဲ့အချိန်ကလေးမှမိဘနှစ်ပါးရဲ့ကျေးဇူးတွေကိုကြည်အောင်ဆက်ပါအမေရဲ့နှုတ်ဘုံမကြည်ရင်တောင်မှအမေရဲ့နှုတ်ကြိုးတစ်စက်ကလေးလောက်တော့ကြည်အောင်ဆက်ကြပါသက်စာအမေမျက်နှာသားရဲ့ကဘာပါအမေမရှိတဲ့လောကကြီးမှာအမြဲတမ်းပဲချောက်သွေးလုံးမာတယ်ရှိနေတဲ့အချိန်ကလေးမှမိဘနှစ်ပါးရဲ့ကျေးဇူးတွေကိုကြည်အောင်ဆက်ပါအမေရဲ့နှုတ်ဘုံမကြည်ရင်တော့မှအမေရဲ့နှုတ်ကြိုးတစ်စက်ကလေးလောက်တော့ကြည်အောင်ဆက်ကြပါချစ်တဲ့သားသမီးများကိုလာပါပြန်မပြောရတဲ့မိဂျန်တန်နဲ့လောကရန်ကိုလေရဲရဲစွာကြုံဖြတ်သွားတဲ့အမေနဲ့မိရွာလေးကိုစွန့်ခွာသွားတဲ့သားသမီးများရဲ့ဆရာဦးအရွယ်မဦးသေးခင်မိဘနှစ်ပါးစီပြန်ခဲ့ကြပါလေမိဘတိုင်းကိုသားသမီးပေါ်ခွင်လို့တက်တာလောကစေလာပါဆရာဦးချိန်မနှောင်းသေးခင်မိဘနှစ်ပါးစီပြန်ခဲ့ကြပါလေမိဘတိုင်းကိုသားသမီးပေါ်ခွင်လို့တက်တာလောကစေလာပါဆရာဦးချိန်မနှောင်းသေးခင်မိဘနှစ်ပါးစီပြန်ခဲ့ကြပါလေအမေမျက်နှာသားရဲ့ကဘာပါအမေမရှိတဲ့လောကကြီးမှာအမြဲတမ်းပဲချောက်သွေးလုံးမာတယ်ရှိနေတဲ့အချိန်ကလေးမှမိဘနှစ်ပါးရဲ့ကျေးဇူးတွေကိုကြည်အောင်ဆက်ပါအမေရဲ့နှုတ်ဘုံမကြည်ရင်တော့မှအမေရဲ့နှုတ်ကြိုးတစ်စက်ကလေးလောက်တော့ကြည်အောင်ဆက်ကြပါမေရဲ့ရင်မကိုပါမေရင်ခွင်ထဲမှာခုံဝေနာပါရင်နိုင်လွယ်ပွားသူတို့ချစ်တဲ့သားသမီးများကိုလာပါပြန်မပြောရတဲ့မိဂျန်တန်နဲ့လောကရန်ကိုလေရဲရဲစွာကြော်ဖြတ်သွားတဲ့အမေနဲ့မိရွာလေးကိုစွန့်ခွာသွားတဲ့သားသမီးများရဲ့ဆရာဦးအရွယ်မဦးသေးခင်မိဘနှစ်ပါးစီပြန်ခဲ့ကြပါလေမိဘတိုင်းကိုသားသမီးပေါ်ခွင်လို့တက်တာလောကစေလာပါဆရာဦးချိန်မနှောင်းသေးခင်မိဘနှစ်ပါးစီပြန်ခဲ့ကြပါလေမိဘတိုင်းကိုသားသမီးပေါ်ခွင်လို့
လက်တာလောကဆင်လာပါဆရာအိုအချိန်မနှောင်းသေးခင်ဒီဘာနှစ်ပါးစီပြန်ခဲ့ကြပါလေ